တရန်သောဘရင်အကြိုက်ဝင်ကြီးမလိုက်သည့်ကိစ္စပေါ်လာသည်ရတနာဘုံရွှေနန်းတော်ကြီး၏နေညီလာခံတွင်နိုင်ငံအတွင်းရေးကိစ္စတစ်ခုနှင့်ပတ်သက်ပြီးရောအတွင်းမှဦးဖိုးလိုင်နှင့်မင်းတုံးမင်းကြီးတို့အငင်းအခုန်ဖြစ်ခဲ့ဘူးသည်မင်းလိုလိုက်မင်းကြိုက်တင်လေးရှိသောမူကြီးမကြီးများကဘရင်ဘက်ကလိုက်ကြရာအတတ်ပညာရှင်ရောအတွင်းဝင်ဦးဖိုးလိုင်ကအမနှမသမီးကကိုစ၍ဆက်သွင်းလက်ဆောင်သွင်း၍စိုးမင်းချစ်မြတ်ထိုအမတ်သည်အတက်မရှိတတိကင်းกว่าဖုံးကြီးလာမှုပြည်ရွာပြက်ကြောင်းတပါးဒီဟု၍ရှိပါကြောင်းပါဗျာဟုတင်လျှောက်လိုက်ရာမင်းတို့မင်းကြီးဤဒေါသမီသည်တရှိန်တို့တောက်လောင်လာပါသည်ဒေါသဤတင်ကေတအဖြစ်လှန်တော်ကိုကင်မြောက်လိုက်သည်ပြီးမှဟဲ့ငလိုက်ဒီလှန်တော်ကိုကြည်စံဘသူကင်ခဲ့တဲ့လှန်တော်လေမှန်လားပါအရှင့်ခမည်းတော်ရွှေဘိုမင်းကင်ခဲ့တဲ့လှန်တော်ဖြစ်ပါတယ်ဖေ။ညီလာခံတစ်ခုလုံးငြိမ်သက်လျက်ရှိနေသည်ငါခမည်းတော်ဟာဒီလှန်တော်နဲ့ဘယ်သူကိုစီရင်ခဲ့တယ်လဲကျွန်တော်မျိုးရဲ့ကျေးဇူးရှင်ဖခင်ရင်းတော်ဝင်ကြီးတဒိုးမင်းလာကျော်တင်ကိုမင်းတဲဒေဝင်ရက်မှာ1206ခုနှစ်နေုံလဇန်9ရက်နေ့ကထိုးသက်တော်မူခဲ့ပါတယ်ဗျာအေးမောင်မင်းလဲဒီလန်တော်နဲ့ထိုးသက်ခံလို့သလားရှောက်တင်စမ်းညီလာခံတစ်ခုလုံးဤတိတ်ဆိတ်ခြင်းကိုဒေါထနေသည့်မင်းတို့မင်းကြီးအတန်ကလွှမ်းမိုးနေသည်ညီလာခံတက်ရောက်သူမူကြီးမကြီးများနှင့်အမှုတော်ထမ်းများသည်အသက်တောင်ပြင်းပြင်းမရှူရဲကြလှုပ်ရှားမှုဟုသည်မြစိတ်သုံးနေခြင်းထိုစဉ်တွင်စတင်လှုပ်ရှားလိုက်သူကရောအတွင်းဝင်ရင်ကိုကော့ကခေါင်းကိုမော့လိုက်သည်ထိုးတော်မူပါဗျာရောအတွင်းဝင်ဤအတန်သည်ညီလာခံတစ်ခုလုံးကိုလွှမ်းသွားသည်ညီလာခံတက်ရောက်သူအလုံး၏အာယုံသည်မင်းတုံးမင်းကြီးစီတို့သာရောက်သွားကြသည်မင်းတုံးမင်းကြီးသည်လှန်တော်ကိုကင်ပြီးအတွင်းတော်တို့ဝင်သွားမှသာအလုံးကဟင်းချနိုင်ကြသည်ထိုအခါညီလာခံတပင်ပြန်လဲအသက်ဝင်လာသည်ဝင်ကြီးမင်းတင်းတင်းမာမာရဲပဲရဲလွန်းလာတရားဟုကြံဝင်ကြီးများကဂွေရုဏာအပြစ်တင်စကားဆိုလာသည့်အခါကျုပ်ဟာလှန်နဲ့ထိုးသက်ခံရလို့တရားချင်းကမြတ်တယ်လို့ယူဆတယ်နေရာတိုင်းမင်းလိုလိုက်မင်းကြိုက်စီမံတော့နိုင်ငံတော်ပျက်စီးပေလိမ့်မယ်ရွှေပြည်ဝင်ရေးဟာမင်းလိုလိုက်မင်းကြိုက်တင်ခဲ့လို့နိုင်ငံတော်ပျက်စီးရတယ်ဆိုတဲ့နာမည်ဆိုးကြံရိတ်ခဲ့ရင်တရားကျိုးမနှက်ဖြစ်လိမ့်မယ်အဲ့ဒီမကောင်းတဲ့အပုပ်နှံတစ်ထောင်းနဲ့နှောင်းလူတို့နှာခေါင်းရှုံးကြမှာကိုကြုတ်ကြောက်တယ်မူးမတ်ဆိုတဲ့အတိုင်းအကြီးအမှုတွေဖြစ်ကြတဲ့အတွက်အရာရာမှာတက်မတ်စီမံခန့်ခွဲပြီးရှောက်တင်ခွင့်ရှိကအသက်ကိုစွန့်ပြီးရဲဝံ့ရှောက်တင်မှသာမူးမတ်နဲ့တူတော့ပေမပေါ်ဝင်မင်းတို့ရာရောအတွင်းဝင်ဤစိတ်ဓာတ်နှင့်တတိကိုပြလိုက်ရသည့်ညီလာခံဤနောက်တစ်နေ့တွင်ဘရင်အမိတ်ပြန်တန်းတစ်စောင်ထွက်ပေါ်လာသည်ရောအတွင်းဝင်ဥဖိုးလိုင်အားယာဒူးမှချပြီးအကျဲကျုပ်ထားစေဘရင်အမိန်တော်